ချစ်စရာကောင်းသလိုကြောက်ဖို့လဲကောင်းတဲ့ဝက်ဝံတွေအကြောင်းသင်တကယ်သိပြီးပြီလားဒီနေ့မှာတော့ဝက်ဝံတွေရဲ့ထူခြားတဲ့ရှိုးဝက်ချက်တွေကိုပြောပြပေးသွားမှာပါကဘာပေါ်မှာဝက်ဝံမျိုးစိတ်၈မျိုးရှိပါတယ်ရေခဲပြင်ပေါ်ကဝင်ရိုးဆုံးဝက်ဝံဝါပင်တွေကြားကပန်ဒါနောက်ပြီးကျွန်တော်တို့စီမှာရှိတဲ့ဝက်ဝံနဲ့တွေအထိပုံစံမျိုးစုံရှိကြပါတယ်ဝက်ဝံတွေရဲ့အနှံ့ခံအာယုံဟာခွေးတွေထက်တောင်ခုနှစ်ဆပိုကောင်းပြီးမိုင်ပေါင်းများစွာဝေးတဲ့နေရာကအစာကိုတောင်အနှံ့ရနိုင်တာပါဝက်ဝံတွေကဖိုင်ဖိုင်ကြီးမို့လို့နေတယ်လို့မထင်လိုက်နဲ့တော့သူတို့ဟာတနာရီကို35မိုင်နှုန်းထိမြန်ပြေးနိုင်လို့ကမ္ဘာအမြန်ဆုံးအပြေးသမားထက်တောင်မြန်ပါသေးတယ်ဒါအပြင်သူတို့ဟာတော်တော်လေးလဲရန်ကောင်းကြပါတယ်အစာရဖို့အတွက်ကိရိယာတွေကိုသုံးတက်သလိုတခါတလေလူတွေလှုပ်ထားတဲ့ထောင်ချောက်တွေကိုတောင်ရှောင်တက်ကြပါတယ်ဆောင်းရာသီရောက်ရင်တော့သူတို့ဟာဂူထဲမှာလက်ပေါင်းများစွာအိပ်ဆက်ပြီးစောင်းခိုတက်ကြပါတယ်ဒီအချိန်မှာသူတို့ရဲ့နှလုံးခုန်နှုန်းကတိတိတသာနေသွားပြီးခန္ဓာကိုယ်ထဲကအဆီတွေကိုပြန်လည်အသုံးပြုပြီးအသက်ရှင်ကြတာပါဒါဆိုရင်တင်ကောဘလိုဝက်ဝံမျိုးကိုအကြိုက်ဆုံးလဲကစဘန်မှာပြောပြသွားဦးနော်နောက်ထပ်ဗဟုသုတတွေအတွက်ဒက်သေးနဲ့ချက်တဲလှုပ်ထားဖို့မမေ့နဲ့ဦး